အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ Winner Chef Flame Motor 14မှာဗီဒီယိုတွေကအတန်တွေကိုဟန်ချက်ညီအောင်အတိုးအကျယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဦးဆုံးမီဒီယာပေါက်ထဲကို music video တစ်ပုဒ်ထည့်လိုက်ပါမယ်ပြီးရင်ထုံးစံအတိုင်း timeline ပေါ်ကို drag လုပ်ပြီးဆွဲထည့်လိုက်ပါ timeline ပေါ်ကိုဆွဲထည့်လိုက်တဲ့ music video ကိုတစ်ချက်ကြည့်လိုက်ပါအပေါ်ပိုင်းမှာ Yogas တွေကိုမြင်တွေ့ရမှာဖြစ်ပြီးအောက်ပိုင်းမှာ audio line လေးတွေကိုတွေ့ရမှာဖြစ်ပါတယ် audio line လေးတွေအပေါ်ကိုကလစ်တစ်ချက်နှိပ်လိုက်ရင်အဖြူရောင် volume မြင်းချောင်းတစ်ချောင်းကိုတွေ့ရမှာဖြစ်ပါတယ်ပထမဦးဆုံးအတန်အတိုးကျယ်ကိုကျွန်တော်တို့လုပ်ကြည့်ကြရအောင်ပါဒါအခုဆိုရင်ဒါပထမဦးဆုံးအတန် normal အတန်ဖြစ်ပါတယ်အခုကျွန်တော်အတန်ကိုချဲ့ကြည့်လိုက်ပါမယ်ဘောလုံးမြင်းချောင်းလေးကိုမောင်းနဲ့တစ်ချက်ဖိထားပါပြီးရင်အပေါ်ကိုဖြည်းဖြည်းလေးဆွဲတင်ကြည့်လိုက်ပါဒါဆိုရင် play ကြည့်ရအောင်ဒါဆိုရင်အတန်ကျဲလာတာဖြစ်ပါတယ်အခုကျွန်တော်တို့ကအတန်ကိုတိုးကြည့်ပါမယ်တန်ကိုတိုးတဲ့အခါမှာလဲ volume မြင်းချောင်းလေးပေါ်ကို mouse pointer လေးတင်လိုက်ရင်လက်ဝါးပုံစံ icon လေးပြောင်းသွားပါမယ်အဲ့လက်ဝါးပုံစံ icon လေးပြောင်းသွားတဲ့အခါကျရင် mouse ကနေ left click ကိုတစ်ချက်နှိပ်လိုက်ပြီးတော့ရင်အောက်ဘက်ကိုဖြည်းဖြည်းလေးဆွဲကြည့်လိုက်ပါကိုလိုချင်တဲ့ decibel percent ကိုရောက်တဲ့အခါမှာလွှတ်လိုက်ပါအဲ့ဒါဆိုရင်အတန်တိုးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်မိတ်ဆွေအနေနဲ့အတန်အတိုးအကျယ်ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုနားလည်သွားပြီဖြစ်ပါတယ်နောက်ထပ်နီလန်တစ်ခုက audio panel ကိုအသုံးပြုပြီးဆောင်ရွက်တဲ့နီလန်လေးဖြစ်ပါတယ်ဟိုကျွန်တော်တို့ဒီဘက်ကညာဘက်ထောက်မှာ audio panel ပေါက်ကလေးရှိပါတယ်တခါလေမှကျွန်တော်တို့က video ဆိုပြီးတော့နေရာလေးရောက်နေတတ်ပါတယ်အဲ့လိုမျိုးဆိုရင် audio ဆိုတဲ့နေရာလေးကို click ချက်နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့က audio panel လေးကိုရောက်သွားပြီဖြစ်ပါတယ် audio panel တွေကနေပြီးတော့ရင်ကျွန်တော်တို့ကအတန်အတိုးကျယ်လှုပ်ချင်တဲ့အခါမှာဒီနေရာကိုကျွန်တော်တို့ကvolume slider လို့ခေါ်ပါတယ်အဲ့တော့ volume slider မှာကျွန်တော်ကအခုအတန်ကိုတိုးကြည့်လိုက်ပါမယ်ဒီမှာလည်းအတန်လိုင်းလေးတွေအပေါ်ကိုမြင့်တက်လာတာတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကအတန်ကျဲလာမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့က volume slider နေပြီးတော့ရင်အတန်လေးကို short ကြည့်လိုက်ပါမယ်ဒါဆိုရင်အတန်ကတိုးသွားမှာဖြစ်ပါတယ်အခုကျွန်တော်မိတ်ဆွေကိုဒီနေရာမှာနောက်ထပ်ဝေမျှပေးခြင်းတဲ့အကြောင်းအရာကတော့ fade in fade out ဆိုပြီးတော့နှစ်ခုရှိပါတယ် fade in ဆိုတာမူလအတန်စပြီးတော့ရင်ဝင်လာကားသားနေရာကိုတိုးလေးရနေပြီးတော့ရင်ကျဲလာအောင်လုပ်တဲ့နေရာဖြစ်ပါတယ် fade out ကတော့တချင်းတစ်ပုတ်ပြီးဆုံးသွားတဲ့အခါမှာအတန်ကျဲတာကနေပြီးတော့ရင်တိုးပြီးတဖြည်းဖြည်းပြီးသွားတဲ့ပုံစံမျိုးဖန်တီးတဲ့နေရာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ဒီ music ဗီဒီယိုပုံမှန်တိုင်းကျွန်တော်ထားလိုက်ပါမယ်ဟုတ်ဆိုရင်ဒါအတန်ဝင်တဲ့နေရာကတန်းပြီးတော့ရင်သူရဲ့ audio အတိုင်းတန်းဝင်တာပါကျွန်တော်တို့အနေနဲ့ကအဲ့ဒီလိုမျိုးတန်းပြီးတော့ရင်ဝင်တာအောင်မလို့ခြင်းဘူးဆိုရင် fade in ဆိုတဲ့နေရာလေးကို% တိုးကြည့်လိုက်ပါဥမာဒီမှာမြင်ရတယ်เนาะအဲ့လိုစောင်းပြီးတော့ရင်ဝင်လာတယ်အဲ့ဒါဆိုရင်အခုကျွန်တော် play ကြည့်လိုက်ပါမယ်အတန်မဝင်တော့ပါဘူးဝင်အတန်တိမ်တိမ်လေးပဲဝင်လာမယ်ပြီးရင်တဖြည်းဖြည်းနဲ့ကျဲလာပါမယ်ဒါက fade in ရဲ့လှုပ်ဆောင်ချက်ဖြစ်ပါတယ်အတန်တိုးလာတာနေဆိုရင်တဖြည်းဖြည်းကျဲလာတဲ့ပုံစံဖြစ်ပါတယ်ဟိုကျွန်တော်တို့ကနောက်ထပ်တစ်ခုကတော့ fade out ဖြစ်ပါတယ် fade out ကိုသုံးမဲ့ဆိုရင်ကျွန်တော်တို့ကအတန်ကိုတဖြည်းဖြည်းနဲ့ကျဲတာနေပြီးတော့ရင်တိုးသွားတဲ့ပုံစံဖြစ်ပါကျဲတာနေပြီးတော့ရင်တိုးသွားဖို့အတွက်ဆိုရင် fade out ကိုကျွန်တော်တို့% တစ်ခုတိုးလိုက်ပါမယ်ဟိုဒါဆိုရင်ကျွန်တော်တို့ကဒါ fade out ထည့်လိုက်တာဖြစ်ပါတယ်ဒါဆိုရင်အတန်ကတဖြည်းဖြည်းနဲ့ကျဲလာတာနေပြီးတော့ရင်တိုးပြီးတော့ရင်တဖြည်းဖြည်းနဲ့ငိမ့်ညောင်ညောင်လေးပြီးသွားတာဖြစ်ပါတယ်နောက်ထပ်နီလန်တစ်ခုကတော့ကျွန်တော်တို့က key frame တွေထည့်ပြီးတော့ရင်သုံးတဲ့နီလန်ပါအဲ့ဒါကတော့ကိုလိုချင်တဲ့နေရာကိုအတန်ကိုတိုးပြီးတော့ရင်ကျဲမယ်တိုးမယ်အဲ့ဒီလိုမျိုးလုပ်ဖို့ဖြစ်ပါတယ်တချင်းတစ်ပုတ်လုံးမှာကျွန်တော်တို့ကတစ်ခါတလေမှာတနေရာထဲမှာကျဲခြင်းပြီးကြံတဲ့နေရာတွေမှာတိုးသွားခြင်းတဲ့ပုံစံမျိုးလုပ်တဲ့အခါမှာကျွန်တော်တို့က audio ဒါ key frame ကိုထည့်ပြီးတော့ရင်သုံးရတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုသုံးမယ်ဆိုရင်ကျွန်တော်ကအခုဒီနေရာလေးကနေစမယ်
ဒီနေရာလေးကနေစပြီးတော့ရင်ကျွန်တော်က key frame တခုမှတ်လိုက်ပါမယ် adjust ဘေးနာကအပေါင်းပေါ့နော်အဆက်ကလေးနေရာမှာ f key frame ဆိုတာလေးရှိပါတယ်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်ဒီမှာအဖြူအောင်ဆက်ကလေးတစ်ဆက်ပေါ်လာပါပြီအဲ့ဒီနေရာကိုကျွန်တော်တို့စမှတ်ဖြစ်ပြီးတော့ရင်စုံတဲ့နေရာကဘယ်နေရာလဲဆိုတော့ကျွန်တော်ဒီနေရာလေးမှာစုံလိုက်ပါမယ်အဲ့ဒီနေရာကို key frame တစ်ချက်ထပ်ထည့်ပေးလိုက်ပါဒါဆိုရင်ဒီမှာအဆက်ကလေးဒါကတော့စမှတ်ဖြစ်ပြီးတော့ဒါကတော့စုံတဲ့အမှတ်ကလေးဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ကဒီမှာဒီအလဲမှာပေါ့နော်အလဲမှာထားမယ်ပြီးရင်ကျွန်တော်နောက်တစ်ခုကဒီနေရာလေးမှာထားပါမယ်အဲ့နေရာကိုလည်းကျွန်တော်က key frame လေးကိုထည့်လိုက်ပါမယ်အဲ့တော့ဘယ်လိုထည့်မလဲဆိုတော့အခုကျွန်တော်တို့ key frame အလဲကနေစပြီးတော့ရင်ဆွဲချလိုက်ရင်ဒါကခုဘယ်လိုဖြစ်သွားမလဲဆိုတော့အတန်းအနှိမ့်အမြင့်ကလေးဖြစ်သွားပါမယ်ဘုဆိုရင်အတန်းကကျွန်တော်တို့ပေးထားသလိုလိုသလိုထည့်ညှိထားလို့ရသွားပြီဖြစ်ပါတယ်ဘိုးဆိုရင်အတန်လေးကတဖြည်းဖြည်းနဲ့တိမ်ဝင်သွားတယ်ကျွန်တော်တိမ်ဝင်ခိုင်းထားတယ်ပြီးရင်တဖြည်းဖြည်းနဲ့ပြန်ပြီးတော့ရင်အပေါ်ကိုအတန်မြင့်လာမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ကအခုဒီနေရာနေပြီးတော့ရင်နောက်ထပ်ဒီတနေရာလေးမှာကျွန်တော်အတန်ကိုပြန်ပြီးတော့ရင်နှိမ့်ကျင်တယ်ပေါ့နော်နှိမ့်ကျင်တယ်ဆိုရင်ကျွန်တော်တို့ဒီ adjustment ဆိုတဲ့နေရာလေးဘေးကနေရောကျွန်တော်တို့ key frame ဆိုတဲ့နေရာလေးကိုထပ်နှိပ်လိုက်ပါမယ်အဲ့ဒါဆိုရင်အဖြူစက်ကလေးတစ်ခုရလာပါမယ်အဲ့ဒါဆိုရင်ကျွန်တော်ဆွဲချလိုက်ပါမယ်အဲ့စက်ကလေးကိုဖိပြီးတော့ရင်ဆွဲလိုက်ရင်အဲ့ဒီခုကျွန်တော်ဆိုရင်အဲ့အတန်အနေအမြင့်လေးဖြစ်သွားပါမယ်ချွတ်ငါဟာကစားစီယာအကွေးကောင်းတဲ့မာယာရီချာမတိတ်လာတဲ့အပြုံးရင်များစွာချာခဲ့တဲ့ river ရင်ငါငါရဲ့ဝမ်းမှာမိုးတိမ်လို့လက်ရှိဘဝဟာတဲ့ကွယ်ဆိုလို့မင်းပြောင်းတော့တိတ်အခုဆိုရင်ကျွန်တော်မိတ်ဆွေအနေနဲ့အတန်တွေကိုဘယ်လိုတိုးရမယ်ဘယ်လိုရှော့ရမယ်ကိုလိုချင်တယ်လို့မျိုးဘယ်လိုထိန်းချုပ်လို့ရတယ်ဆိုတာကိုသိသွားပြီဖြစ်ပါတယ်ဒီဗီဒီယိုကကျွန်တော်မိတ်ဆွေအတွက်အထောက်အကူဖြစ်တယ်ဆိုရင်like share and follow လုပ်ပေးသွားပါခင်ဗျာကျွန်တော်တို့နောက်ဗီဒီယိုသင်ခန်းစာတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာ